အားလုံးပဲမင်္ဂလာပါခင်ဗျာတဘာဝရဲ့စင်မြေပြင်အကြံကိုတင်ဆက်ပေးသွားပါမယ်တဘာဝတရားရဲ့အသေးနှုံးအမြင့်ဆုံးစင်မြေကြီးဒီမှာရှင်တန်ကြံရစ်နိုင်ခြင်းဟာဘသူကအမြင့်ဆုံးဘသူကအတန်ဆွမ်းဆုံးဆိုတာနဲ့မဆိုင်ပါဘူးဘသူကညံအကြီးဆုံးကစားနိုင်တယ်လဲဘသူကအကောင်းဆုံးလှည့်ကွက်သုံးနိုင်တယ်လဲဒါမှမဟုတ်ဘသူကဘလူးတကောင်လိုတိုက်ခိုက်နိုင်တယ်လဲဆိုတာနဲ့ပဲဆိုင်ပါတယ်ဒါရဲ့ direction တွေလိုက်တော့တိုက်ခိုက်တဲ့အခါတချို့တတ္တဝါတွေဟာမပြေးပါဘူးသူတို့ကပုံစံပြောင်းလိုက်တယ်ပေါက်ကွဲထွက်သွားတယ်ညစ်ပတ်တဲ့နီးနဲ့တိုက်ခိုက်တယ်ဒါဟာတရားမျှဖရိတ်တက်ကွဲကိုလုံးပါဘူးဒါဟာစစ်မြေပြင်ပဲဇီးမြင့်စည်းကမ်းတွေလည်းမရှိပါဘူးတဘာဝတရားရဲ့အံ့ဖွယ်ကာကွယ်ရေးနည်းဖြူဟာအစမ်းကျေဆုံးဖြစ်ရတွေကိုကြည့်အောင်ပါတကြဝလောကရဲ့ကာကွယ်ရေးလှူရှားမှုတတဝ10မျိုးကိုကြည့်အောင်ရှေးဘဝပုံစံပြောင်းလဲမှုရဲ့ဆရာတစုပုတ်တညူတွေကိုမေ့လိုက်ပါလက်တွေ့ပုံစံပြောင်းလဲနိုင်တဲ့ထနေရလီလာတတဝကြီးကရေအောက်မှာနေထိုင်ပါတယ်အဲ့ဒါကတော့ပုံပြောင်းနိုင်တဲ့ရေပွဲပါဒါပေမဲ့ဒီမှာအထူးခြားဆုံးအချက်ကဒီရေပွဲဟာဖြောင်ပြောင်းယုံတက်တက်နဲ့မပြီးပါဘူးသူကလုံးဝကွဲပြားခြားနားတဲ့တတဝအသစ်တွေအဖြစ်ပြောင်းလဲသွားနိုင်စွမ်းရှိပါတယ်သူ့လက်မောင်းတွေကိုရွေးလိုက်ခန္ဓာကိုယ်ကိုခတ်လိုက်ယုံနဲ့ပဲပြောင်းလဲပြင်နိုင်ပါတယ်ပင်လယ်တတဝမျိုးစိတ်စမလိုက်မျိုးအထိပြောင်းလဲနိုင်တဲ့ပင်လယ်မြေလွယ်ကူကူပါပဲသူကခန္ဓာကိုယ်ကိုဆန့်ထုတ်လိုက်ပြီးအဖြူအမဲစက်ကြားမှာကြောက်စရာကောင်းအောင်လိန်ခွေသွားတယ်သူ့လက်မောင်းတွေကိုဖြန့်ထုတ်လိုက်ပြီးအစိတ်ပလင်းတဲ့စူးတောင်ရဲ့ပုံစံကိုအတူယူတယ်ငါးပြားလုံးရီးခုကနန်းဒါတွေအားလုံးဟာသူ့ရဲ့တရုပ်ဆောင်မှုရဲ့တက်စိတ်ပိုင်ပါပဲသိပ္ပံပညာရှင်တွေဟာသူ့ကိုရန်မူလာတဲ့တားရဲ့ကောင်းပေါ်မူတည်ပြီးဘယ်တတဝပုံစံကိုအတူယူရမလဲဆိုတာကိုရွေးချယ်နေတာကိုတော့မြင်တွေ့ပူကြပါသေးတယ်ကြည့်ရှုသူအတွက်ဇက်ကောင်ကိုညှိချပေးနေတဲ့တရုပ်ဆောင်တအုပ်လိုပါစဉ်းစားကြည့်ပါတိုက်ပွဲမှာစွာရင်ကုန်ခန့်ရမယ့်အစားသူကစိတ်ပညာနဲ့ကစားလိုက်တဲ့သူပါတိုက်ခိုက်သူတွေကိုလဲစားပြီးရေအောက်ကမှထဲမှာနောက်ဆုတ်သွားအောင်လှုပ်လိုက်တာပါဒါဟာရှင်တန်ရက်တီနိုင်ုံတက်တက်မဟုတ်ပါဘူးထူးချွန်ပြောင်မြောက်တဲ့ဖြူဟာတစ်ခုပါဘိုးပိုးကောင်လွတ်ခေါ်တဲ့ဘွန်ဘာဒီယာပီတဲ့ဓာတုလက်နက်တက်ဆင်ထားသူပါခန္ဓာကိုယ်တွင်းမှာဓာတုဗေဒပစ္စည်းတွေတက်ဆင်ထားတဲ့ဒီပိုးကောင်ဟာသူ့ခန္ဓာကိုယ်ကနေတက်ဆင်စူပွက်နေတဲ့အပူချိန်100ဒီဂရီစင်တီဂရိကျော်အထိရှိတဲ့အက်ဆစ်ကြီးတွေကိုတစ်ကြိမ်တိုင်းနဲ့ပြီးအောင်မဟုတ်ပဲထက်ခါတိကျစွာပြစ်ခတ်နိုင်ပါတယ်သူ့ဝမ်းပဲ့အတွင်းမှာတီးထန့်ခွဲထားတဲ့ဓာတုဗေဒပစ္စည်း2မျိုးကိုတည်ဆောင်ထားပါတယ်အန်ဒီရဲ့ကြောက်ရောက်လာတဲ့အခါပိုးခေါင်ကဒီဓာတုပစ္စည်း2မျိုးကိုရောမွှဲလိုက်ပြီးရလက်ကကောပောက်ကွဲစေနိုင်လာပါပဲရောဆက်လိုက်တဲ့အရေးဟာချက်ချင်းဆိုသလိုအပူချိန်212ဒီဂရီဖာရင်ဟိုက်ထက်တောင်ကျော်လွန်ပြီးအစိတ်ရည်မှုတွေကိုမြင်းဆန်းစွာပန်းထုတ်လိုက်ပါတယ်ရန်သူတွေဟာပူလောင်ယုံတင်ကပဲမျက်စိဝေသွားတာထုံထိုင်းသွားတာခံရပြီးမကြာခဏဆိုလို့ဤအထိတ်တလက်နဲ့ထွက်ပြေးကြရပါတယ်တချို့ဒီပိုးကောင်ကိုကိုက်လိုက်တာနဲ့ချက်ချင်းပြန်ထွေးထုတ်ပြီးနာကျင်မှုကြောင့်ခေါင်းတွေခါနေလာကိုတွေ့ရပူပါတယ်ဒီထိစဉ်ကိုလေ့လာခဲ့တဲ့သိပ္ပံပညာရှင်တွေကတော့ဒါကိုတိကျတဲ့ငရုံမုံဖရန်ဆက်တလိုက်ရဲ့ပေါင်းစပ်မှုလို့နှိုင်းယှဉ်ပြောဆိုကြပါတယ်အရွယ်စားသေးပေမဲ့ပေါက်ကွဲစေနိုင်တဲ့ပြစ်ခတ်မှုပါဟောလစ်ဆာလူခေါ်တဲ့ဖားငယ်ပါတွေးဖြင့်ပြစ်ခတ်သူဟာတဲခံထားတယ်မှာအန်ဒီရဲ့မရှိရဲ့ချွန်းထက်တဲ့ကြောက်တုံးလေးလိုပေါက်ဆန်နေပေမဲ့ဒီအကောင်ရဲ့လူရွှေလက်နက်ကတော့အိမ်မှတ်ဆိုးတပုတ်လိုကြောက်စရာကောင်းပါတယ်သူဟာပြေးမသွားဘူးပုံမနေဘူးသူ့ခန္ဓာကိုယ်တိုင်ကိုပဲလက်နက်အဖြစ်ပြောင်းလဲအသုံးချလိုက်တာပါဒီဖားကောင်လေးဟာထူးမြလုံးထုံးတွေကနေတက်တဲ့ချွန်းမီပေ9ပေအကွာဝေးထိတိကျစွာသွေးစည်းကြောင်းတွေပန်းထုတ်နိုင်ပါတယ်ဟုတ်ပါတယ်တကယ်သွေးစစ်ကိုပြစ်ခတ်တာပါဒီမှာပိုဆိုးတဲ့အချက်ကဒီသွေးဟာမြေခွေးဒီလိုတားရက်ကောင်တွေကိုကြောက်လန့်စီယုံတတ်တတ်နဲ့မပြီးပါဘူးသွေးထဲမှာအနတ်ဆိုပြီးတိုက်ခိုက်သူရဲ့ပစက်နဲ့မျက်လုံးတွေကိုရာရန့်စေတဲ့ဓာတုပစ္စည်းတွေပါဝင်နေပါတယ်တင်တောက်ကောင်ကိုကိုက်လိုက်တဲ့အချိန်မှာရုတ်တရက်သူ့မျက်လာကနေတင်းရဲ့မျက်လာပေါ်ကိုတိုက်ရိုက်ပူလောင်ပြီးခါတတ်တဲ့အရည်တွေဖြန်းထုတ်လိုက်တယ်လို့မြင်အောင်ကြည့်ပါစိတ်ရှုပ်ရှာကောင်းလားမုတ်ချကောင်းပါတယ်ထီရောက်မှုရှိလားမေးရတော့မလိုပါဘူးတဲခနဲ့အားထဲမှာရှင်းတရတိနေခြင်းဟာကျန်းတန်းခတ်ထန်းပုံပေါက်နေတာမဟုတ်ပါဘူးရန်သူတွေကိုကာကွယ်ဖို့အတွက်ပါပဲမတစ်ချမ်လို့ခေါ်တဲ့ပဇွန်လက်ထိတစ်ချက်ထဲနဲ့ရန်သူကိုချေမုန်းနိုင်တဲ့သူဟာရေချိုးကန်းထဲကဆေးရောင်ဆုံးပဇွန်စိတ်လေးလိုပေါက်ဆက်နေပေမယ့်ဒီပဇွန်စိတ်ရဲ့လက်ထိပစ်အားဟာကဖိန်းထားတောက်ထားတဲ့အလီးချင်းအမြင့်ဆုံးလောက်အသွားတယောက်ထက်တောင်ပုံမပြင်းထန်ပါတယ်တမာတဲ့လက်အမောင်းတွေနဲ့လက်နက်ဆွဲကင်ထားတဲ့ဒီပဇွန်စိတ်ဟာတစ်စက္ကန့်ရဲ့ကဝက်လောက်တန်မှာမျက်စိတမိန်လိုက်တဲ့အချင်းထက်တောင်မြန်ပါတယ်ရေအောက်မှာကြီးစံတစ်ချောင်းထက်တောင်မြန်ဆန်ကနိုင်50ကျော်တော့နဲ့လက်ထီးပစ်နိုင်ပါတယ်သူ့ရဲ့လက်ထီးပစ်အားဟာအလွန်ပြင်းထန်ပြီးတော့မပြီးဘူးသူ့ရဲ့အရိုက်ခံရမှုဟာက
cavitation ပူပေါင်းလို့ခေါ်တယ်ရေထုထဲမှာအပူချိန်အရန်မြင့်တက်သွားတယ်ပူပေါင်းသေးသေးလေးတွေကိုဖြစ်ပေါ်စေပြီးဒုတိယမြောက်ပောက်ကွဲမှုလိုင်းတစ်ခုကိုထုတ်လွှတ်လိုက်ပါတယ်ဆိုလိုတာကပထမဆုံးရိုက်ချက်ကမထိခင်ရင်တောင်ဒီပောက်ကွဲမှုလိုင်းတိုင်းကတားကောင်ကိုထုံထိုင်းစွာသွားပြီးဒါမှမဟုတ်တပ်ဖြစ်နိုင်တယ်ဆိုတာပါသိပ္ပံပညာရှိတွေကသူ့ရဲ့လက်သီးပိအားကိုနျူတန်1500ကျော်လောက်ရှိတဲ့လို့တိုင်းတာထားကြပါတယ်ဒီအားဟာတန်ကြီးတက်နေတဲ့ကဏ္ဍတွေကိုခွဲခြားဖြစ်ပပြနိုင်တယ်ခရုခွာနေကိုကြည်မော်သွားအောင်ရိုက်နိုင်တယ်ဟုတ်ပါတယ်ရေချိုးခန်းတဲ့ကဖန်နေတောင်ကွဲသွားအောင်ရိုက်နိုင်တယ်ရေကိုသမားတွေကသူတို့ကိုလောဝဲသမားတွေလို့ခေါ်ကြတဲ့အကြောင်းရင်းရှိပါတယ်ဒါပေမဲ့ဒီမှာပူပြီးအံ့ဩစရာကောင်းတဲ့အချက်ကသူ့ရဲ့လက်တိပိအားဟာအယမ်းမြန်ဆန်လွန်တာခေါင်အလင်းသားလေးတွေရှောင်းတပြတ်ထွက်စေပြီးအပူလိုင်းတွေဖြစ်ပေါ်စေကတစ်စက္ကန့်ရဲ့တစ်စိတ်ပိုင်းအတွင်းရေကိုစူပွက်စေနိုင်ပါတယ်တနည်းအားဖြင့်ဒီပစွန်စိတ်ဟာလက်တိပိယုံတတ်မဟုတ်ဘဲရူပဗေဒနိယာမတွေကိုပါလက်နက်အဖြစ်အသုံးချနေရပါအရွေအစားတီးပဲနဲ့ပြင်းထန်တဲ့လက်တီးရေအုပ်တိုက်ပွဲကားတွေနဲ့မှာတော့ဒီပစွန်စိတ်ဟာမငင်းနိုင်တဲ့ချန်ပီယံမှာပဲဖားတော့ကောင်းလှုပ်ရှားနေတဲ့ခန်ထက်သူ့ကြောပြုံဖော်မှာစူးချုံမောင်3000ကျော်လောက်ဖုံးအုပ်ထားပါတယ်တချို့စူးတွေမှာအတက်အစိမ့်တွေရှိပြီးတချို့ကတော့ခွက်ချိုပုံစံရှိကအကုန်လုံးဟာနာကျင်မှုကိုအပြည့်အဝခံစားရအောင်ဒီဇိုင်းထုတ်ထားတာပါတခြားနဲ့မတူတာကဖားတုတ်ကောင်တွေဟာသူတို့ရဲ့စူးတွေကိုပိတ်ခတ်တာမဟုတ်ပါဘူးဒါပေမဲ့ပိတ်ခတ်ဖို့လည်းမလိုအပ်ပါဘူးအမီးကိုမြန်မြန်လေးခတ်လိုက်တာဒါမှမဟုတ်ခန္ဓာကိုယ်ကိုရုတ်တရက်လွှဲလိုက်ယုံနေမယ်ဒီဓာတ်သွားလို့မြောင်ချွန်ထက်တဲ့စူးတွေဟာအရေးပြင်းသေးကိုနဲ့ရှင်းနွားစူးဝင်သွားပြီးမိုက်ခရိုစကိုပနဲ့ပဲမြင်နိုင်တဲ့အတက်အစင်းလေးတွေကြောင့်သူတို့ကိုပြန်နှုတ်ဖို့နည်းနည်းမှမဖြစ်နိုင်တော့ပါဘူးတခါတရံမှာစူးတွေကနဲ့ရှင်းလွန်သွားပြီးစူးဝင်သွားရင်အသက်အန္တရာယ်ထိခိုက်နိုင်တဲ့အထိပါဖြစ်နိုင်ပါရဲ့ကြားသိချင်းလေသေးလို့တားရဲကြီးတွေတောင်တကြင်လခံလိုက်ရတာနဲ့လက်လျှော့ပြီးထွက်သွားကြတယ်ဆိုတာကိုမှတ်တမ်းထားကြပါတယ်ဒါဟာစစ်မှန်တဲ့ကာကွယ်ရေးဖြူဟာပါပဲတောအုပ်မှာဖားတုတ်ကောင်ဟာမြန်ဆန်နေကြမ်းထန်နေလို့မဆိုးနိုင်ပါဘူးသူမြန်ဆန်ဖို့ကြမ်းထန်မှုမလို့အပ်ပါဘူးနောက်တစ်မျိုးကတော့အာမီဒီလိုကောင်အာမဒီလိုလှိမ်သွားနိုင်တဲ့တင့်ကားကြီးရန်သူတွေနီးကပ်လာတဲ့အခါသူဟာလှည့်ထွက်မသွားပါဘူးသူကတင့်ကားကြီးတစ်စီးအဖြစ်ပြောင်းလဲသွားတယ်ခါဖတ်တုံထပ်ပါတဲ့အာမီဒီလိုကောင်ဟာသူ့ကောင်ခြေထောက်တွေနဲ့အမီးကိုအလုံးအလောက်ကျစ်လစ်စွာခောက်ကွေးပြီးတန်ကြကအလုံးပိတ်အလုံးကြီးအဖြစ်ပြောင်းလဲသွားပါတယ်သူ့ရဲ့တန်ကြကားပြားတွေဟာပယေလီရဲ့အစိတ်အပိုင်းတွေလိုအတူတကွချိတ်ဆက်သွားပြီးကြားတဲ့တကောင်ရဲ့သွားတွေနဲ့တော့ခွဲဖလို့မရနေတဲ့ခိုင်ခန့်တဲ့အကာယန်ကြီးဖြစ်သွားစေပါတယ်အခြားသောအာမီဒီလိုကောင်မျိုးစိတ်တွေကတူးတာပေးရကိုအားကိုးကြပြီမဲ့ဒီကောင်ကတော့မတူလဲနီလန်းကိုသုံးပါတယ်သူကထိတွေ့လို့မရနိုင်တဲ့အရာတစ်ခုအဖြစ်ပြောင်းလဲသွားတာပါပဲရိုက်လို့မရဂုံလို့မရခါချလို့မရဘာမှဖျက်ချော်လို့မရပါဘူးရန်သူတွေဟာနောက်ဆုံးမှာစိတ်ရှုပ်ထွေးပြီးစိတ်ဆိုးခါလက်လျှော်သွားကြပြီးဒီတန်ကြကအလုံးကြီးကွင်းမှာလုံခြုံစွာနဲ့ကြံရစ်ခဲ့ပါတော့တယ်ဒါဟာစစ်မှန်တဲ့ကာကွယ်ရေးနီလန်းပါပဲတိုက်ခိုက်ခြင်းမရှိပြေးလွှမ်းခြင်းမရှိတန်ကြကထဲမှာခန့်ခန့်ရက်တည်နေတဲ့တီးခံမှုသာရှိပါတယ် Hagfish ငါရေအောက်ဖြက်စီးသူ Hagfish ငါဟာတိုက်ခိုက်သူမဟုတ်ပါဘူးသူဟာဖြက်စီးသူပါပဲအန်ဒရီယာကြောက်ရောက်လာတဲ့အခါသူဟာထူတဲပြီးမြန်ဆန်တဲ့ချွဲအလုံးအထည်ကြီးကိုထုတ်လွှတ်လိုက်တယ်ဒီချွဲဟာဆွတ်ဆွတ်နေတဲ့တန်ပတ်လိုမျိုးတားရက်ကောင်တည်းရဲ့ခြေအိတ်တွေကိုပိတ်ဆို့သွားစေတယ်ဒါပေမဲ့ဒီမှာပိုပြီးကြောက်စရာကောင်းတဲ့အချက်ကဒါကတာမန်ချွဲရည်မဟုတ်ပါဘူးဒီချွဲမှာရေနဲ့ထိတွေ့တဲ့အခါချက်ချင်းဆိုသလိုပြန်ကားသွားတဲ့ microscope အမြင်နဲ့ပါနေပါတယ် Hagfish ကတကောင်ဟာ second bite အတွင်းမှာဒီချွဲရည်တွေကိုလီတာချီပြီးထုတ်လုပ်နိုင်ပြီးရှင်းလင်းနေတဲ့တမွန်တရားရေကိုနင်ကျပ်စေတဲ့ jelly တိမ်တိုက်ကြီးအဖြစ်ပြောင်းလဲသွားစေနိုင်ပါတယ်ဂျဲအိတ်ကနေအသက်ရှူရတဲ့တာရဲကောင်တစ်ကောင်အသက်ဆိုရင်ဒါဟာကွန်ကရစ်တွေရှူမိသွားတယ်လို့မျိုးပါပဲငမန်းတွေငါးရှင်တွေငါးကြီးတွေတောင် Hagfish ငါးရဲ့ချွဲအပြည့်အဝနဲ့ရင်ဆိုင်ပြီးရုံးကန်လှူရှားကအထိတ်တလန့်နဲ့စုတ်ခွာသွားကြတာကိုတွေ့ရပူပါတယ်တချို့သိပ္ပံပညာရှင်တွေကတောင်ဒါကိုဇီဝဖြည့်ဆည်းမှုတစ်ခုလို့ဖော်ပြကြပါတယ် Hagfish ငါဟာသူ့ရဲ့ချွဲတဲ့ကနေလွတ်အောင်ကိုချီညောင်းလိုက်ပြီးဘာမှမဖြစ်တယ်လို့မျိုးလွတ်ထွက်သွားပါတော့တယ်
ဇီးကွက်လေးပြမျက်နှာအထူးငယ်လဲစားထူပထမဆုံးမြင်ရတဲ့အခါဇီးကွက်လေးပြဟာတာမန်ပဖောင်းလို့ဘားလွှာတဲ့အင်းဆက်ပိုးမွားတစ်ခေါင်လို့ပေါက်ဆန်နေပါတယ်ဒါပေမဲ့သူ့တောင်ပန်းဒီကိုဖွင့်လိုက်တဲ့အခိုက်မှာမျက်လက်ပြသလိုစတင်သွားပါပြီတိန့်ကိုပြန်ကြည့်နေတဲ့အရွယ်အစာကြီးမားတဲ့ဇီးကွက်မျက်လုံးတွေလိုပုံပေါက်နေတဲ့အရာတွေကိုတွေ့ရမှာပါတကယ်မျက်လုံးတွေမဟုတ်ပေမဲ့သူ့တောင်ပန်းဒီပေါ်မှာထွင်းထုထားတဲ့ဇီးကွက်မျက်လုံးပုံစံတွေဟာအတွင်းကျလျက်မြောက်လို့တည်ခွင်းပုံစံတွေအရေးတွေနှက်ထွေမှုတွေပါဝင်တဲ့တားရဲကောင်တွေကိုသူတို့ထပ်ပိုကြီးတဲ့အရာတစ်ခုခုကကြည်နေတယ်လို့ထင်အောင်လဲစားနိုင်ပါတယ်။စာနေတဲ့ငှက်တကောင်အသက်ဆိုရင်ဒီမျက်လုံးပုံစံတွေဟာစုပ်သွားငါဟာတားရဲမဟုတ်ဘူးအန်ဒီရဲပါလို့အော်ဟစ်နေတယ်လို့ပါပဲ။ဒီမှာထူးကျွန်းတဲ့အချက်ကဒီလိပ်ပြဟာတန်းဆွမ်းနဲ့ညံဆက်နဲ့အစိတ်မရှိဘူးဆိုတာပါ။သူဟာလုံးမကိုလဲစားမှုပေါ်မှာသာမိနေရတာဖြစ်ပြီးဒီမျက်လုံးအတုတွေကိုချက်ချင်းဖွင့်ပြရိုက်မဲ့တားရဲကောင်တွေကိုချက်ချင်းစုပ်ကွာအောင်ဒါမှမဟုတ်လဲထွက်ပြေးသွားအောင်လုပ်နိုင်လိုက်ပြီးလိပ်ပြအတွက်လွတ်မြောက်ဖို့အဖိုးတန်းစက္ကန့်ပိုင်းကိုရရှိသွားစေနိုင်ပါနဲ့ မွေပုံစံပြန်ပုံဆောင်တတ်တော့စနိတ်ခတ်တတ်ပြီလားပထမဆုံးမြင်ရတဲ့အခါသူဟာကိုင်းတန်းပေါ်မှာတွားနေတဲ့အန်ဒီယမရှိတဲ့အစင်းရောင်ပိုးတောင်မှာသားလောင်းလေးတစ်ကောင်ပါပဲပျော့ပြောင်းတယ်ဖိနှိပ်လို့ရတယ်ခုခံကာကွယ်နိုင်စွမ်းမရှိဘူးဒါပေမဲ့အန်ဒီယချင်းကပ်လာတဲ့အခါသူ့ရဲ့ပြဿနာစတင်ပါပြီချက်ချင်းဆိုသလိုစနိတ်ခတ်တတ်ပြီလားဟာသူခနာကူရဲ့အရှိပိုင်းကိုဖောင်းကြွလာစေပြီးမွေအကြေးခွင်တွေနဲ့တူနေတဲ့ထင်ရှားတဲ့အမတ်အသားတွေကိုထောက်ဖော်ပြသလိုက်တယ်။သူခေါင်းဟာစိန်ပုံစံအဖြစ်ဖောင်းကြွလာတယ်။ကြီးမားတဲ့မျက်လုံးကြီးနှလုံးပေါ်လာတယ်။တခါတရံမှာသူဟာရိုင်းနေတယ်။ဒါမှမဟုတ်မိတန်ကြဲကြဲလေးတွေပြုတ်လို့တယ်။စာနေတဲ့ငတ်တကောင်လိုမျိုးပါ။သူဟာခိုက်လို့မရထိုးလို့မရတိုက်ခိုက်လို့မရပါဘူး။ဒါပေမဲ့ဒီတရုပ်ဆောင်မှုဟာတားရဲကောင်တွေကိုချက်ချင်းရပ်တန့်သွားအောင်လှုပ်လိုက်နေလောက်အောင်ယုံကြည်စရာကောင်းပါတယ်။ငတ်တွေဟာမကြာခဏဆိုလို့တန်တရားဝင်ပြီးတတိထားကဝိုင်းပြီးချိနေတိုက်ကနောက်ဆုံးမှာတော့စနိတ်ခတ်တာဘီလာကိုမထိခိုက်ပဲပြန်သွားကြပါတယ်။ဒါဟာမျက်လက်ပညာနဲ့ရှင်တန်ရက်တည်နိုင်မှုပါပဲ ပောက်ကွဲတက်တဲ့ပရွက်စိတ် exploding ant အဆုံးစုံသောဆွန့်လွတ်မှုတရားအများစုဟာရှင်တန်ဖို့ direct တိုက်ခိုက်ကြပေမဲ့ဒီပရွက်စိတ်ကတော့ပိုကြီးမားတဲ့အရာပရွက်စိတ်အုံကြီးကိုကာကွယ်ဖို့ direct တိုက်ခိုက်တာပါအရေးပေါ်အခြေအနေရောက်ရင်ဒီသိငယ်တဲ့ insect ပုံမဟာဘုံတလက်အဖြစ်ပြောင်းလဲသွားတယ်သူခန္ဓာကိုယ်ကိုအလွန်အမြင့်ညှစ်တဲ့အားကြောင့်သူ့ဝမ်းပိုက်ပေါက်ကွဲထွက်သွားပြီးချွဲကြီးကြီးအစိတ်ရည်တွေကိုနေရာအနှံ့ဖြန့်ချလိုက်တယ်ဒီပေါက်ကွဲမှုဟာရန်သူကိုနေရာမှာပဲကန့်ညှိသွားစေတယ်သူတို့ရဲ့အရေးပြားကပူလောင်စေတယ်ခွန်အားအယမ်းမပြင်းတဲ့ရန်သူတွေဆိုရင်တကယ်တမ်းတေဆုံးသွားနိုင်ပါတယ်ပရွက်စိတ်ကချက်ချင်းပဲတေဆုံးသွားပြီမဲ့ဒီစွန့်လွတ်မှုကြောင့်အချင်းကိုဝယ်ယူလိုက်ရတာပါသူ့ညီအမားတွေပြန်လဲစူးစီးဖို့အချိန်ဘရွင်နဲ့အုပ်စုတစ်ခုလုံးရဲ့အနာဂတ်ကိုလုံခြုံစွာထားရှိဖို့အချိန်သိပ္ပံပညာရှင်တွေကဒီဖြစ်စဉ်ကို autothysis လို့ခေါ်ပါတယ်မျိုးစိတ်အနှဲငယ်မှာသာတွေးရတဲ့ကိုတတ်တဲ့ကာကွယ်ရေးနည်းလမ်းတစ်ခုပါသူတို့ဟာစဉ်းတန်းယုံတတ်ဖောက်ပဲစမ်းသစ်ဒီထွင်မှုတွေပြုလုပ်ကြပါတယ်ဒါကြောင့်နောက်တစ်ချိန်အန်ဒီယာမရှိဘူးထင်ရတဲ့သတ္တဝါလေးတစ်ကောင်ကိုတွေ့ရင်နှစ်ခါဖြန့်စဉ်းစားပါနော်ဒီဗီဒီယိုလေးကိုကြိုက်နေတက်ခဲ့ရင် like 클릭ကိုနှိပ်လိုက်ပါနောက်ပြီးတဘာဝတရားရဲ့လှပမှုထူးဆန်းမှုဘူးထုတအရတာပေါင်များစွာတင်ပေးမှမို့လို့ follow and subscribe လောက်ထားလိုက်ပါနော် Mingala Learn. Expand your view.